ကိုစီပြဿနာတွေရှိနေကြတဲ့လီဗာပူးနဲ့ယူနိုက်တက်မှာတပူပေါ်တပူစစ်မှာကဘာတူလဲပရိသတ်များမင်္ဂလာပါယခုတစ်ပတ်မှာတော့အဆင့်1နေရာကနေဖေးထားရတဲ့လီဗာပူးနဲ့အဆင့်1ရောက်ဖို့ကြိုးစားနေတဲ့ယူနိုက်တက်တို့အန်ဖီကွင်းမှာရှင်ပြိုင်ကြမှာဖြစ်ပါတယ်အန်ဖီကွင်းဆိုတာယူနိုက်တက်အသင်းရောပရိသတ်တွေပါဘယ်တော့မှမမိတ်နိုင်တဲ့အတိတ်ဆိုးအိမ်မက်ဆိုးတွေနဲ့ပြည့်နှက်နေတဲ့ကွင်းကြီးတစ်ခွင်းမှာ၄ဂိုးပြတ်ရှုံးနေမှုတွေ9ဂိုးပြတ်နိုင်မှုတွေ9ဂိုးပြတ်ရှုံးနေမှုတွေကြုံတွေ့ရပြီးဒီကွင်းကယူနိုက်တက်အသင်းအတွက်လုံးဝမလွယ်ကူတဲ့ကွင်းတစ်ခွင်းမှာတခုခံတာကယူနိုက်တက်အသင်းအန်ဖီကွင်းမှာလက်မြောက်ခဲ့ရတာတွေကနီးပြဟောင်းကြီးရာကန်ကလော့လက်ထက်မှာပြည်ပြီးနီးပြအန်ဆလော့လက်ထက်မှာတော့အရင်နှစ်တွေကတော့ပြဿနာကြီးကြီးမားမားမရှိတော့ပါဘူး။မနေ့ကအိမ်ကွင်းမှာဂိုးပြည့်ရှုံးခဲ့တယ်လို့ဆိုပေမဲ့လည်းအဝေးကွင်းအန်ဖီကွင်းမှာငကိုးတီသေးရေးကြခဲ့ပါတယ်။ဒါကြောင့်လည်းအန်ဖီဟာယူနိုက်တက်အတွက်အရင်နှစ်တွေကလည်းမခဲရင်တော့ပါဘူး။ဒါပြင်နောက်တစ်ချက်ကလီဗာပူးကကစားသမားအဝင်အထွက်တွေနဲ့အသားကျဖို့ရုန်းကန်နေရမှုတွေကလည်းယူနိုက်တက်တို့တတ်တရရစေပြီးလီဗာပူးအသင်းဟာတိုက်စစ်ပိုင်းကအထက်နေရာတွေမှာကစားသမားအဝင်တွေအစားထိုးထားပေမဲ့လည်းအဆင်မပြေပါဘူး။ Lubitx, Jota, Darwin Núñez တို့နေရာအတွက် Ekitiki, Isak, Florian Wirtz တို့အစားထိုးပေမဲ့လည်းအရင်ကစားသမားတွေလောက်အဆင်မပြေသေးပါဘူး။အစားပိုင်းမှာအဆင်ပြေတရားရှိပေမဲ့နောက်ပိုင်းမှာတော့အဆင်မပြေမှုတွေဇက်တိုက်ကြုံတွေ့နေရပါတယ်။လီဗာပူးအသင်းဘက်မှာပဲပြဿနာလားဆိုတော့တသင်းနဲ့မဟုတ်ပါဘူး။ယူနိုက်တက်အသင်းဘက်မှာလည်းပြဿနာပေါင်း16000နဲ့ပါ။နီးပြားကစားလို့ကစားသမားတွေဆိုနောက်ဆုံးအသင်းရဲ့ရလက်ပိုင်းတွေကပါပြဿနာများစွာနေပါဒါကြောင့်ဒီပွဲစဉ်ကပြဿနာကိုစီရှိထားကြတဲ့အသင်းရဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေလို့တင်စားထားပါတယ်တကယ်တော့ယူနိုက်တက်ရဲ့ပြဿနာကလည်းမသေးပါဘူးလီဗာပူးအသင်းလိုမနေ့တနေ့ကမှပြဿနာထပ်တက်တဲ့ပုံစံမျိုးမဟုတ်ပဲပြဿနာကမိကိုကျွတ်လျှောက်ကိုဖြစ်နေခဲ့တာပါနီးပြရဲ့အဆင်မပြေပါဘူးဆိုတဲ့3-4-3ကစားကွက်ရဲ့အောက်မှာတပွဲနဲ့တပွဲရှုံးလိုက်နေပဲနိုင်လက်ခုပ်တီရှုံးရင်ဆဲဆိုတဲ့ပုံစံမျိုးတွေနဲ့ဖြစ်နေခဲ့ပါတယ်ယူနိုက်တက်အသင်းဟာနီးပြအမိုရီကင်တွယ်ပြီးကတည်းကနေပွဲဆက်နိုင်တယ်ဆိုတာမရှိပါဘူး။ဒါကြောင့်ဒီပြဿနာတွေကြားထဲမှာနီးပြအမိုရီကနေပွဲဆက်အနိုင်ရဖို့လှုံ့ဆော်ပေးရမှာပါ။ပြီးခဲ့တဲ့ပွဲစဉ်မှာအမိုရီရဲ့ယူနိုက်တက်တို့စန်တာလန်ကိုကန်နိုင်ခဲ့ပြီးဖြစ်လို့ဒီပွဲစဉ်ကကလန်ဒါကြရဆိုရင်ရုံးနေမဲ့ပွဲစဉ်တစ်ပွဲလိုပဲဆိုရမှာပါ။ဒီအရာကိုအမိုရီတယောက်ပြောင်းပြန်လည်ပြီးပထမဆုံးနဲ့ပွဲဆက်အနိုင်ရလက်တစ်ခုကိုပုံဖော်နိုင်ပါမလား။လွေသလားဆိုတော့မလွေပြန်ပါဘူး။ဘာလို့လဲဆိုရင်လီဗာပူးလေးဖြစ်နေတယ်လို့2016ခုနှစ်နောက်ပိုင်းမနိုင်တော့တဲ့အန်ဖီကွင်းမှာလည်းဖြစ်နေလို့ပါ။ဒီပွဲစဉ်ရဲ့3မှတ်ကနှစ်ပွဲစလုံးအတွက်အရေးကြီးနေပါတယ်။လီဗာပူးတို့နိုင်ဒီနေရာဒါမှမဟုတ်အစိတ်တွေနေရာကိုလည်းရနိုင်တယ်လို့မဖြစ်မနေအနိုင်ယူရမယ်ရမှာပါ။ယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်လည်းဒီရမှတ်3မှတ်သာရမယ်ဆိုရင်လက်ရှိအဆင့်10နေရာကနေအဲ့ဒီထက်မြင့်တဲ့နေရာကိုရက်တည်နိုင်မှာဖြစ်ပါတယ်။ယူနိုက်တက်အတွက်လည်းအရေးကြီးပါတယ်။တခုရှိတာကယူနိုက်တက်ဒီပွဲစဉ်မှာလီဗာပူးတို့ကပို့ပြီးတော့ကြာနာကခဲလာမှာဖြစ်တယ်လို့လီဗာပူးဘက်ကပို့ပြီးတော့ပေါက်ကွဲအားပြင်းထန်နေပါလိမ့်မယ်ဖြစ်နိုင်ခြေရှိတာကလီဗာပူးရဲ့တိုက်စစ်ပိုင်းနဲ့ယူနိုက်တက်ရဲ့ခံစစ်ပိုင်းအားပြိုင်မှုကိုမြင်တွေ့ရဖို့ရှိနေပြီးကိုညာအန်ပွေမူနဲ့စက်ကိုတို့ရဲ့တံပြန်တိုက်စစ်နဲ့လီဗာပူးကိုပြန်ပြီးတော့တိုက်စစ်ဆင်ပါလိမ့်မယ်လီဗာပူးရဲ့အန်ဖီကွင်းကိုနှစ်ကျင်းစာတို့ကိုယူနိုက်တက်တို့ချိုးဖျက်လာဖို့ဆိုရင်အရင်ပွဲစဉ်တွေကထပ်တော့မှကောင်းဖို့လိုပါတယ်လီဗာပူးတို့ကလည်းပို့ပြီးတော့အရင်ကတဲ့အင်စာလုတ်လာပေါ့အင်စာလုတ်ထောင်းမှရမှာပါအပြေကတော့ဘယ်လိုထွက်ပေါ်လာမလဲပြောရခက်ပါတယ်ဘယ်သူနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကတလောက်ပါပဲနောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ပါမယ်